အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဂျိုဆွန်မစ်ဆက်တီထဲမှာနောင်နန်းတော်လို့ထင်ရှားခဲ့တဲ့ကျောင်းဝီကွန်နန်းတော်အကြောင်းကိုကျွန်တော်လေ့လာခဲ့သလောက်ပြန်ပြီးတော့မျှဝေပေးချင်ပါတယ်ကျောင်းဝီကွန်နန်းတော်ဖြစ်ပေါ်လာပုံကတော့1592ခုနှစ်နဲ့1598ခုနှစ်အတွင်းဂျပန်တို့ကိုရီးယားကိုကျူးကျော်မှုကစတယ်လို့ပြောရင်မမှားနိုင်ပါဘူးဂျပန်တို့ကိုရီးယားကိုကျူးကျော်မှုအတွင်းကျောင်းဘိုကွန်နန်းတော်နဲ့အရှေ့နန်းတော်နှစ်ခုဖြစ်ကြတဲ့ချန်တော်ကွန်နဲ့ချန်ကျောင်းကွန်နန်းတော်တို့အားလုံးကိုမိရှုဖျက်ဆီးခဲ့ပါတယ်ဒီလိုနဲ့ပဲစွန်ဂျိုဘရင်ကသူ့ရဲ့နန်းဆန်ကာလနောက်ပိုင်းနှစ်ဝက်မှာချန်တော်ကွန်နဲ့ချန်ကျောင်းကွန်နန်းတော်တို့ကိုပြန်လည်ပြုပြင်ခဲ့ပါတယ်။သို့တော်လည်းဘရင်ကွမ်ရဲ့ကွန်ကအီချက်နဲ့မကျေနပ်သေးပိုင်းနဲ့ဘရင်ဆရာတွေဖုန်းရှုသီယိုရီတွေကိုတွက်ချက်ခိုင်းပြီးတော့နန်းတော်စောင့်မနေရာကိုရွေးချယ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲယခုလက်ရှိကျောင်းဝီကွန်နန်းစော်ရဲ့နောက်ကကြောက်တောင်ရုပ်အဆွဲပြုပြီးတော့ယခုလက်ရှိနေရာမှာကျောင်းဝီကွန်ဆိုတဲ့နန်းတော်ကိုတည်ဆောက်ခဲ့ပါတယ်။နန်းတော်ကိုတည်ဆောက်ခဲ့တဲ့ချိန်ကတော့1618ခုနှစ်နဲ့1620ခုနှစ်ဝန်းကျင်နေလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။မူလအဆောက်အဦတိစောက်ခဲ့စဉ်တုန်းကပင်မအဆောက်အဦ48ခုနှစ်အရန်အဆောက်အဦတွေအလုံးပေါင်းအဆောက်အဦ68ခုကရင်ပြီးတော့အဆောက်အဦ100ဝန်းကျင်ရှိတယ်လို့ဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။ယခုလက်ရှိမှာတော့ပင်မအဆောက်အဦ3ခုသာကျန်ရှိပြီးတော့ကျန်တဲ့အရန်အဆောက်အဦအနည်းငယ်သာကျန်ရှိပါတော့တယ်။အင်ဂျိုဘီယင်ကနေပြီးတော့ချောကျုံးဘီယင်အထိအုပ်ချုပ်ခဲ့တဲ့ဘီယင်10ပါးစလုံးကကျောင်းဝီကွန်နန်းတော်ကိုမကြာခဏလာရောက်နေထိုင်ကြတယ်လို့လည်းဆိုထားပါတယ်။နိုင်ငံရေးမကျဉ်တတ်မှုတွေမင်္ဂလာရှိတဲ့အချိန်ဒီမှာလည်းပဲကျောင်းဝီကွန်နန်းတော်ကိုနေရင်အဖြစ်ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်လို့လည်းဖော်ပြထားတာကိုတွေ့ရပါတယ်။ကျောင်းဝီကွန်နန်းတော်မှာအဆောက်အဦတွေနဲ့ပါတဲ့အကြောင်းရင်းကတော့1992ခုနှစ်နဲ့1998ခုနှစ်ဂျပန်တို့ကိုရီးယားကိုကျူးကျော်မှုအတွင်းမီးလောင်ဖျက်ဆီးခဲ့တဲ့ကျောင်းဘိုကွန်နန်းတော်ကိုပြန်လည်ပြုပြင်တည်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။1865ခုနှစ်ကိုကျုံဘရင်နန်းသက်ဒုတိယနှစ်မှာကျောင်းဘိုကွန်နန်းတော်ကို3နှစ်ကြာပြန်လည်တည်ဆောက်ခဲ့ပါတယ်။တည်ဆောက်ခဲ့တဲ့အခါမှာလည်းကျောင်းဝီကွန်မှာရှိတဲ့ပင်မအဆောက်အဦအနည်းငယ်ကိုသာခြံထားပြီးတော့တခြားအဆောက်အဦတွေကိုဖျက်ပြီးတော့ဘရင်အင်္ဂရိနေတဲ့နန်းတော်ဖြစ်တဲ့ကျောင်းဘိုကွန်နန်းတော်ကိုပြန်လည်တည်ဆောက်ခဲ့ပါတယ်။ယခုမြင်နေရတာကတော့ဒါနဂါးကောင်းရုပ်တွေနဲ့သူတို့ကံကောင်းခြင်းအဓိပ္ပာယ်လို့သတ်မှတ်ထားတဲ့အရုပ်ကလေးတွေဖြစ်ပါတယ်။ဒီအကြောင်းအရာကိုတော့ကျွန်တော်ကျောင်းဘိုကွန်နန်းတော်အကြောင်းကိုတင်ဆက်တော့ကကျွန်တော်ဒီຢာလေးတွေကိုထည့်ပြီးတော့ပြောပြပေးခြင်းဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိမှာတော့ကျွန်တော်ကိုယ်တိုင်ရိုက်တာဖြစ်တဲ့အတွက်တတိချာရိုက်ပြလို့ရခဲ့တယ်ပေါ့နော်။ကျွန်တော်စူဝါမှာရှိတဲ့ဝါဆောင်နန်းတော်ကလည်းဒီကျောင်းဝီကွန်မှာဂျောင်ဂျိုဘရင်နန်းတက်ပြီးတော့တိဆောက်ခဲ့တဲ့နန်းတော်ဖြစ်ပါတယ်။ကျောင်းဂျိုဘရင်ဆိုတာလည်းဂျိုဆွန်မစ်ဆက်တီရဲ့22ယောက်မြောက်ထင်ရှားခဲ့တဲ့ဘရင်တစ်ပါးဆိုလည်းမမှားပါဘူး။ယခုလက်ရှိမြင်နေရတဲ့ဒီစလုံးကြီးတွေပေါ့နော်ခွက်ကြီးတွေကတော့ကျွန်တော်တို့သူတို့ခေတ်ခါကကျွန်တော်ကျောင်းဘိုကွန်နန်းတော်မှာပြောထားသလိုပေါ့နော်မိသက်ဆေးဘူးတွေဖြစ်ပါတယ်ဒီထဲမှာရေထည့်ထားပြီးတော့မီရှို့မဲ့မကောင်းဆိုးကလာတဲ့အခါသူမျက်နှာသူမြင်ပြီးတော့လန့်ပြီးတော့ပြေးအောင်ဆိုပြီးတော့လှုပ်ထားတာပေါ့နော်ကျောင်းကွန်နန်းတော်အေးရဲ့ကျင်းသွားတဲ့အကြောင်းရင်းကတော့1910ခုနှစ်ဝန်းကျင်တွေမှာမြို့ပြစီမံကိန်းရေးဆွဲခြင်းပြီးတော့လို့ရှိရင်အများပြည်သူဧရိယာတွေပြီးတော့ရှင်အစိုးရရုံးပိုင်းတွေတိစောက်တဲ့အခါတွေမှာလည်းပဲကျောင်းဝီကွန်နန်းတော်ကအစိပ်ပိုင်းတွေကိုဖယ်ပြီးတော့တိစောက်ခဲ့တာဖြစ်တဲ့အတွက်ကျောင်းဝီကွန်နန်းတော်ကဧရိယာကျင်းသွားတဲ့ထဲမှာလည်းပါပါတယ်ယခုလက်ရှိစောက်ထားတဲ့လမ်းနေရာတွေဆိုလို့ရှိရင်လည်းကျောင်းဝီကွန်နန်းတော်ကနေရာတွေဖြစ်ပါတယ်အရင်ကကျောင်းဝီကွန်နန်းတော်ကနေရာအကျယ်ကြီးပါယခုလက်ရှိမှာတော့နေရာဧရိယာကျဉ်းလေးပဲကျန်ပါတော့တယ်ဒါတော့ဘရင်နေခဲ့တဲ့ဒီနီလာကန်နေကျင်းပတဲ့နေရာဘရင်သုံးခဲ့တဲ့ပလင်ပေါ့နော်ဒါတော့သူတို့ဒီပကြီကားကိုကိုးကားပြီးတော့အဆောက်အဦတွေတော်တော်များများကိုဒီနန်းတော်ရဲ့အဆောက်အဦတွေတော်တော်များများကိုပြန်ပြီးတော့စောက်ထားရလို့လဲကျွန်တော်လေ့လာခဲ့တဲ့လောက်တော့တွေ့ရတယ်ပေါ့နော်ပြီးတော့ရှင်ဒီဂျပန်တို့ကိုရီးယားကိုကျူးကျော်စစ်အတွင်းမှာလည်းဒီကျောင်းဝီကွန်နန်းတော်ကိုစာတင်ဆောင်နေပြီးတော့ရှင်နေထိုင်တဲ့အဆောင်နေရာတွေအဖြစ်အသုံးပြုခဲ့တာကိုလည်းဖော်ပြထားတာတွေ့ရပါတယ်ပြီးတော့1940ခုနှစ်ဝန်းကျင်မှာပစိဖိတ်စစ်ပွဲမှာအတွင်းမှာဂျပန်တို့ကလေကြောင်းတိုက်ခိုက်မှုကိုခိုလုံမှုအတွက်လည်း
ဒီခေါင်းဝီကွန်နန်းတော်ကိုသုံးခဲ့တယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်ဒီကြောက်တိုင်လေးတွေပေါ့နော်ဒီကြောက်တိုင်လေးကကျွန်တော်ခေါင်းပို့ကွန်နန်းတော်ပြောတော့ကလည်းပါတယ်ပေါ့နော်အဲ့မှာတော့ကျွန်တော်ကိုယ်တိုင်ရိုက်တာမဟုတ်တော့ကျွန်တော်မပြခဲ့ရဘူးပေါ့နော်တေချာမပြဘူးဒီကြောက်တိုင်လေးကတော့ကျွန်တော်ဘရင်နီလာကန်ပြုလုပ်တဲ့အခါမှာမူးမက်တွေသူ့ရဲ့ယာရုအလိုက်သတ်မှတ်ထားတဲ့ကြောက်တိုင်လေးတွေဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်သွားကြည့်တယ်ပေါ့နော်ခေါင်းပို့ခွန်မှာတော့ကျွန်တော်ကိုယ်တိုင်မသွားသေးတော့မသိဘူးဒီမှာထီးချိတ်တဲ့ခွင်းပေါ့နော်ထီးချိတ်တဲ့ခွင်းလေးတော့ကျွန်တော်ဒီမှာမတွေ့ရပါဘူးဒီကြောက်တိုင်လေးတွေမှာဒီနေ့တော့ကျွန်တော်တို့လာကျင်တယ်ဆိုလို့ရှိရင်တော့ယထာလိုင်းနံပါတ်1ရှစ်ချောင်းရော့ထွက်ပေါက်2ကနေထွက်ပြီးတော့ကျွန်တော်တို့ထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ့ဆူကွန်းဆိုတဲ့နန်းတော်ကိုပထမဆုံးတွေ့ရမှာဖြစ်ပါတယ်ဒေါ့ဆူကွန်းနန်းတော်ရဲ့ဘေးလမ်းကြားကနေချယ်ရီပန်းမီနီလမ်းကြားကနေသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခေါင်းဝီကွန်းနန်းတော်ကိုရောက်မယ်ပြီးတော့ရှင်စာကြည့်တန်ဆိုတဲ့ထင်ကြီးနေရာနှစ်ခုထပ်ပြီးတော့ရောက်မှာဖြစ်ပါတယ်စောက်ထားတဲ့ဖွဲ့စည်းတိစောက်ပုံတွေကအရန်ကိုခန္ဓာတည်တတ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခေါင်းဘုတ်ကွန်းနန်းတော်ကအလဲကောင်မှာရှိပြီးတော့အရှိဘက်မှာချန်တော့ကွန်းချန်ကျောင်းကွန်းနဲ့ပြီးတော့ရှင်ဂျုံမြူဆိုတဲ့အဆောက်အဦပြီးတော့ရှင်ဆောင်းကျောင်းကွန်းဆိုတဲ့သူတို့ခေတ်ခါကစာတင်ခဲ့တဲ့စာတင်ကျောင်းဆောင်ရှိပါတယ်ပြီးတော့အဲ့အနောက်ဘက်မှာတော့ဒေါ်စုကွန်းခေါင်းဝီကွန်းနဲ့စာကြည့်တန်ဆိုတဲ့အဆောက်အဦတွေရှိပါတယ်အဲ့တော့အားတဲ့အခါကျွန်တော်တို့ခီးသွားပါဒီလိုအထင်ကြီးတဲ့နေရာတွေကပေါ့နော်ကျွန်တော်ဒီပန်းပွင့်ချိန်နဲ့တရွက်တွေအယောင်ပြောင်းချိန်ဆိုရင်တော်တော်ကြီးကိုလှတယ်ဒီပကြီးကားတစ်ချက်တည်းကိုကိုယ်တိုင်ရောက်သွားတယ်လို့ခံစားမှုမျိုးရမယ်ပေါ့နော်သူတို့အထိမ့်မဲ့တစ်ပင်နေအထင်ကြီးတဲ့နေရာတွေပေါ့နော်ဖြစ်တဲ့အတွက်တော့အားလုံးပဲသွားကြပါလို့ကျွန်တော်ပြောပါတယ်အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ရမယ်ခင်ဗျာ